ရင်ဆန်းဆန်းလမ်းခွဲခြင်းဇလန်းဟာရင်ဘတ်ကိုအောင်သွားစေဒီဖြစ်ရဲ့ကိုယ်တိုင်ကြုံလိုက်ရချိန်မှာတောက်နေတဲ့လက်ဖက်ရည်ချိုစိမ့်တော်ခါသွားတယ်ဝိမတောက်ထားဘူးကတ်လန်ရဲ့ကောင်းကင်တစ်ခွင်မှာတိမ်တွေဖုံးလွှမ်းတာမျိုးငါတို့မမြင်ရတော့ဂျန်ဒါကြီးတွေကဖူးစာရင်းလို့ပြောတဲ့ဇုံလွဲတောင်လမ်းခွဲခြင်းကိုရင်ဆိုင်ခဲ့ရတာပဲလေဘောလုံးအသေးနဲ့ဇာမာတယောက်လမ်းခွဲတာတိတ်တော်လည်းမထူးဆန်းပါဘူးတချို့နှုတ်ဆက်ခြင်းကဘယ်ဘက်ရင်ပုံကိုဓာတ်နဲ့အစိမ့်လိုက်ထိုးဆိုင်တယ်လို့ဖြစ်စီအတိတ်ကကြံခဲ့ပြီအရေးဟောင်းကထာဝရစိုးမိုးနေလိမ့်သူဖန်တီးခဲ့တဲ့သမိုင်းတွေကိုကောင်းကင်မှာချိတ်ဆွဲထားပြီးပါအသစ်တစ်ဖန်ပြန်လဲစတင်ခြင်းမှာသူ့ရဲ့မော်အစွမ်းတွေကိုတို့မြင်ရပါတယ်လေဌာနကိုရောက်ရောက်အကောင်းဆုံးဖြစ်ပါစေလို့ရင်ဘတ်ကြီးနဲ့ဆုတောင်းပေးလိုက်ပါမယ်